Hi လေးလုံးပါတယ်ကျုပ်တခက်ကို7-Eleven မှာတစ်ဖက်တည်းနဲ့ဝယ်လို့ရမယ်ဆိုလို့ရှိရင်ဖြစ်နိုင်လားဖြစ်နိုင်ပါတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ True Money Wallet application ကိုအကောင့်ဖွင့်ပြီးတော့လေးလုံးပါတယ်ကျုပ်တခက်ကို7-Eleven မှာတစ်ဖက်တည်းနဲ့ဝယ်လို့ရမှာဖြစ်တယ်เนาะအပြင်ကဈေးတွေထက်လည်းအများကြီးကိုမှတက်တာတယ်မလားအဲ့တော့ဒီလိုမျိုးကူပွန်လေးကိုဘယ်လိုမျိုးယူရမလဲဆိုတာဒီဗီဒီယိုလေးမှာကြည့်လိုက်ကြမယ်เนาะအရင်ဆုံးကတော့ True Money Wallet application လေးကို Play Store ဒါမှမဟုတ်လို့ရှိရင် App Store ကနေပြီးတော့ download လေးဆွဲပေးပါအဲ့ဒါပြီးလို့ရှိရင်တော့အကောင့်ဖွင့်ဖို့အတွက်ကတော့ passport စာအုပ်လေးတအုပ်ပဲလိုအပ်တယ်เนาะ application ထဲမှာ passport စာအုပ်လေးကို scan လုပ်ပြီးတော့သူ့မှာပြထားတဲ့အဆင့်လေးတွေကိုနှိပ်ပြီးတော့သွားလိုက်ရုံပါပဲ True Money Wallet အကောင့်ရပြီဆိုတာနဲ့အတည်ပြုစာရေးလေးရောက်လာပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ application လေးတွေကိုဝင်ပြီးတော့ပင်ထားပေးရမှာဖြစ်တယ်เนาะနံပါတ်1ကတော့အကောင့်ရပြီဆိုတဲ့စာလေးရောက်ပြီဆိုတာနဲ့ဖုန်းထဲမှာရှိရဲ့ True Money Wallet application လေးတွေကိုဖွင့်လိုက်ပါနံပါတ်2အကောင့်ထဲကိုဝင်ဖို့အတွက်အကောင့်လျှောက်တုံးကထည့်ထားတဲ့လှုပ်ဝက်ကဏ္ဍလေးပြင်ရိုက်ထည့်ရမယ်လှုပ်ဝက်ကဏ္ဍမမှတ်မိတော့ရင်တော့အပြန်ရောင်းစာလေး password မိသွားသည်ဆိုတာလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်တော့ passport နံပါတ်နဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရပါမယ်ပြီးလို့ရှိရင်တော့ OTP ရယူပါဆိုတာလေးကိုနှိပ်ပေးပါOTP ကဏ္ဍလေးကိုဖြည့်ရပါမယ်။ကိုတက်ခြင်းနဲ့လှုပ်ဝက်ကဏ္ဍအသစ်လေးကိုထည့်ရပါမယ်နော်။ဒီလှုပ်ဝက်ကဏ္ဍအသစ်ကကိုယ့်ရဲ့လုံခြုံစိတ်ချစွာထားမယ်နံပါတ်ဖြစ်တဲ့အတွက်ဘယ်သူမှပြောလို့မရပါဘူးနော်။ပြီးရင်တော့အကောင့်ပြန်ဝင်ရမယ့်နေရာလေးကိုပြန်ပြီးတော့ရောက်သွားပါလိမ့်မယ်။နံပါတ်3ကတော့ဝင်မီစွာလေးကိုပြန်နှိပ်ပြီးတော့အစကနေဝင်ပြီးတော့လှုပ်ဝက်ကဏ္ဍအသစ်လေးကိုပြန်ပြီးတော့ရိုက်ထည့်ရပါမယ်။လှုပ်ဝက်ကဏ္ဍလေးကိုရိုက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့နံပါတ်4အချက်ကတော့ OTP ဖြည့်ရပါမယ်နော်။ကြာလာတဲ့ OTP လေးကိုဖြည့်ပေးသွားပြီးပြီဆိုလို့ရှိရင်တော့နံပါတ်5အချက်အနေနဲ့ကတော့တစ်ခုချင်းစီကိုရွေးပြီးတော့လိမ်မော်ရောင်စာတန်းလေးတွေကိုနှိပ်ပေးပါပြီးလို့ရှိရင်ပြတဲ့အတိုင်းလိမ်မော်ရောင်လေးတွေကိုစက်တိုင်းနှိပ်ပေးပါနော်နံပါတ်1ကတော့ application ထဲကိုဝင်ပြီးတော့အကောင့်ထဲကိုဝင်ပါနံပါတ်2ကတော့ပင်ထည့်ရမယ့်နေရာလေးပေါ်လာလိမ့်မယ်နော်တကယ်လို့ကို့မှာပင်မရှိသေးဘူးဆိုလို့ရှိရင်တော့ပင်မရှိပါဆိုတာလေးကိုနှိပ်ပေးပါအဲ့ဒီနေရာလေးကတော့ပင်ထည့်ရမယ့်နေရာဖြစ်တယ်နော်နံပါတ်3ကတော့ကိုယ့်ရဲ့ passport စာအုပ်နံပါတ်ကိုရိုက်ထည့်ပြီးတော့ပင်ပြုလုပ်မည်ဆိုတာလေးကိုနှိပ်ပေးပါအဆင့်လေးကတော့ OTP နံပါတ်လေးကြာလာပါလိမ့်မယ်အဲဒါကြောင့် OTP နံပါတ်လေးကိုဖြည့်ပြီးတော့ကိုထားခြင်းတဲ့ပင်ကိုထားလို့ရပြီနော်နံပါတ်5ကတော့ပင်ထားတဲ့ဟာပေါ့နော်အဲ့ဒီမှာပင်ကိုဘယ်လိုထားမလဲဆိုတာပြပြပေးမယ်ကဏ္ဍမဲဖြည့်ရမယ်ပြီးလို့ရှိရင်တော့ကိုမှတ်မိလွယ်တဲ့နံပါတ်ဖြည့်ရမယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့နံပါတ်ကလည်း6လုံးဖြည့်ရမယ်နော်အဲကြတော့မှလုံခြုံစိတ်ချပြီးတော့မှတ်မိလွယ်တဲ့ပင်နံပါတ်ကိုရရှိမယ်နော်ပြောထားတဲ့အတိုင်းအကောင့်ဝင်ပြီးပြီဆိုတာနဲ့ကူပွန်လေးက notification ဒါမှမဟုတ်လို့ရှိရင်စာအိတ်လေးရောက်လာမှာဖြစ်တယ်နော်ဒါပေမဲ့အဲ့ဒါလေးကိုမှတ်လိုက်ပေးပါနဲ့နော်True Money Wallet အကောင့်လေးကိုငွေဖြည့်ပြီးဖို့လိုတယ်ပေါ့နော်ငွေဖြည့်ရမှာလေကိုယ့်ရဲ့ bank application ကနေပြီးတော့ True Money Wallet အကောင့်လေးကိုငွေဖြည့်လို့ရတယ်လို့မျိုး 7-Eleven မှာသွားပြီးတော့လည်းငွေဖြည့်လို့ရပါတယ်ထပ်ကတော့ 7-Eleven မှာသွားပြီးတော့ငွေဖြည့်ဖို့အကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အနည်းဆုံး10ဘတ်ကနေစပြီးတော့ငွေဖြည့်လို့ရတယ်အဲ့ဒါပြီးရတယ်ကိုကကြက်ဥ4လုံးပါတယ်တစ်ခက်ကိုတစ်ပတ်နဲ့ချင်းယူလို့ရမှာဖြစ်တယ်နော်နံပါတ်1ကပင်မစာမျက်နှာရှိငွေဖြည့်မီကိုနှိပ်ပါနံပါတ်2လက်လီကောင်တာကိုရွေးပြီး 7-Eleven ကိုနှိပ်ပါနံပါတ်3ကတော့ထည့်လိုအပ်သောပမာဏကိုပြောပါငွေကိုင်ဝန်ထမ်းများထံငွေသားပေးချေပြီးဘာကုတ်ကိုစကန်ဖတ်ခွင့်ပေးလိုက်ပါကဲအခုဆိုလို့ရှိရင်အကောင့်ထဲမှာလည်းငွေဖြည့်ပြီးသွားပြီဆိုတော့တစ်ပတ်နဲ့ကြက်ဥကိုဝယ်လိုက်ကြမယ်နော်ပထမဆုံးအနေနဲ့ inbox မှာကြာလာတဲ့စာအိတ်လေးဒါမှမဟုတ်ဘူးဆိုရင် notification လေးကိုနှိပ်ပေးပါကူပွန်ရယူဖို့စာမျက်နှာလေးပေါ်လာပါလိမ့်မယ်အဲ့ဒါပြီးရင်တော့ယခုရယူမီလိမ်မော်ရောင်စာတန်းလေးကိုနှိပ်ပြီးတော့တပတ်တန်ကျပ်ဥကူပွန်ကိုရယူပါဒီစာမျက်နှာလေးပေါ်လာပြီဆိုတာနဲ့လိမ်မော်ရောင်စာတန်းလေးကျပ်ဥကို 7-Eleven မှာဝယ်ပါဆိုတာနှိပ်ပြီးတပတ်နဲ့ 7-Eleven မှာကျပ်ဥကိုဝယ်ပါကူပွန်ရှိတဲ့စာမျက်နှာလေးကိုရောက်သွားပါလိမ့်မယ်အဲကြလို့ရှိရင်အသုံးပြုမီဆိုတာလေးကိုနှိပ်ပြီးပါ
အခုလိုပေါ်လာပါလိမ့်မယ်ဒီကူပွန်လေးက15မိနစ်ပဲတက်တန်းရှိရနော်တကယ်လို့7-11မှာဆိုလို့ရှိရင်တော့အသုံးပြုမည်စွာလေးကိုနှိပ်လိုက်ရုံပါပဲမဟုတ်ဘူးဆိုလို့ရှိရင်တော့ cancel ကိုနှိပ်ပြီးတော့နောက်မှပြန်လာပေးပါဒါမျိုးလေးပေါ်လာပါလိမ့်မယ်သူက15မိနစ်အတွင်းပဲအသုံးပြုရမှာပါအဲ့တော့ကောင်တာကဝန်ထမ်းကိုပြပြီးတော့ scan ခိုင်းလိုက်ပါ scan ပြီးပြီဆိုတာနဲ့ပတ်စံပေးရမယ် home page လေးကိုပြန်ပြီးတော့သွားပေးပါကျက်ဦးလေးလုံးပါတယ်တစ်ခါကိုမှတစ်ပတ်သေးနဲ့ရရှိမှာဖြစ်ပြီးတော့ကိုကြိုက်တဲ့ကျက်ဦးကိုကြော်စားမလားချက်စားမလားအရသာရှိပြီးတော့ဈေးသက်သာတဲ့ဟင်းတစ်ခွက်ကိုတစ်ပတ်သေးနဲ့ပြုလုပ်လို့ရမှာဖြစ်တယ်နော်အဲ့တော့ Too Money Wallet အကောင့်လေးကိုအခုပဲဖွင့်လိုက်ကြမယ်ပြီးတော့ဒီအစီအစဉ်လေးကလည်း31ရက်ဇွန်လအထိရှိရဖြစ်တယ်နော်အခုလိုမျိုးစိတ်ဝင်စားစရာရင်ခုန်ဖို့ကောင်းတဲ့ promotion တွေအစီအစဉ်တွေအများကြီးရှိရဲ့ Too Money Wallet application လေးကိုအခုပဲ download ဆွဲပြီးတော့အကောင့်ဖွင့်လိုက်ကြမယ်နော်